ရွာကငှက်ပြောသီးတွေရောင်းမထွက်တော့တောမြောက်တွေကိုပဲကျွေးလိုက်ရတာပေါ့နောက်တော့ကျွန်တော်လည်းအစွမ်းကုန်စူးစမ်းပြီးရွာကိုပေါင်တသိန်းရောင်းပေးခဲ့တာပါဒါပေမဲ့အခုကျတော့ရွာသားတွေကကျွန်တော်အိမ်ရှိတကားကိုပိတ်ပြီးမစင်ကြဲတဲ့ပိုက်ဆံရှာတယ်ဆိုပြီးကျိန်ဆဲနေကြတာလင်းချန်မင်းကိုဒီရွာသားတွေကသူတို့မှရှိတာအကုန်ပုံပြီးယုံခဲ့တာမင်းကအခုလိုလောက်တာလားငါတို့ရိုးရိုးသားသားရှာထားတဲ့ပိုက်ဆံတွေကိုပါမင်းကကတ်ထုတ်လိုက်တာကိုဒီစကားကိုပြောနေတာကရွာအရှိဘက်ကတော်ဝင်ကြီးပါသူမရဲ့နောက်မှာတော့ရွာသားတွေကကြော်လောက်ရက်နေကြတယ်သူတို့မျက်လုံးတွေကလည်းကျွန်တော်ကိုမကျေနပ်တဲ့ရန်သူတယောက်လိုနေရဲနေကြတာတော်ဝင်ကြီးတို့ဦးလေးတို့ရဲ့ဒီကိစ္စတွေကဘယ်ကလာနေတာလဲဗျာကျွန်တော်ကခေါင်းမဖော်တဲ့နေရောညရောတရားလေဒီဂရီအပူတန်အောက်မှာလူတိုင်းရဲ့ငှက်ပြောသီးတွေတောင်ပေါ်ကနေထွက်နိုင်ဖို့ကူညီပေးခဲ့တာပါအခုကျတော့ကျွန်တော်ကကျေးဇူးကမ်းပြီးပိုက်ဆံခိုးတဲ့သူဖြစ်သွားရတာလေဗျာမင်းကအခုထိဘာမှမသိချင်အောင်ဆောင်နေတော့ပဲလားလူအုပ်ထဲကနေရွာသူကြီးစုချောင်ကရုတ်တရက်ရှေ့ကိုတိုးလာတယ်သူအိတ်ကက်ထဲကနေဝယ်ယူမှုပြေစာတရက်ဆွဲထုတ်ပြီးဝင်းထဲကကြောက်လိမ့်တုံးပေါ်ကိုရိုက်ချလိုက်တယ်လင်းချန်မင်းကငါတို့ကိုအကုန်လုံးလူတာတွေလို့ထင်နေတာလားဒါကခရိုင်ကစရင်ရှင်းတဲ့ပြေစာပဲဒီမှာကြည့်ကြစမ်းပါဦးဗျာသူထေးကြုံကအရက်မူပြီးမတော်တဆချန်ထားခဲ့တာဘူးဗျာဒီမှာစာနဲ့ပင်နဲ့အတိအကျရေးထားတာပါသူကကျွန်တော်တို့ရွာကငှက်ပြောသီးတွေကိုတပေါင်ကို$1.73စင်းနဲ့ဝယ်သွားတာဒါဆိုတပေါင်ကို3စင်းတိတိပို့ပေးထားတာပေါ့ဗျာဒါပေမဲ့မင်းတို့ကြတော့ငါတို့ကိုဘယ်လောက်ပေးခဲ့တာလဲ$1.10စင်းပဲလေသူဒီလိုပြောလိုက်တာနဲ့ကိုဒေါသထွက်နေတဲ့ကွင်းလုံးပြည့်လူတွေဒေါသအိုးပေါက်ကွဲသွားတယ်လို့ပဲတပေါင်ကို3စင်းတောင်ဟုတ်လားဒီတတုတ်တဲနဲ့တင်$3,000တောင်ကွာနေတာဗျငါတို့လိုအဖိုးကြီးတွေဆိုရင်$3,000ရဖို့လဲထဲမှာလက်နဲ့ချီပြီးပင်ပန်းခံမှရတာလေလင်းချန်ကတော့ဘာမှမလုပ်ရပဲပါစဟလိုက်တာနဲ့တင်ငါတို့စီက$3,000ကိုအိတ်ထဲထည့်လိုက်တာဗျဒီလောက်စိတ်ပုတ်လိုက်တဲ့မြေပွေးကောင်အဲ့ဒီတုန်းကငါတို့ကဒီကောင်ကိုရွာရဲ့အနာဂတ်အတွက်မျှော်လင့်ရမယ့်လူငယ်လေးလိုတောင်ကြီးကျူးခဲ့ကြသေးတာဆွဲပြစ်တင်တန်တွေဆဲဆိုတန်တွေကကျွန်တော်အပေါ်ကိုလိုင်းလုံးကြီးတွေလိုတရက်ဆက်ပြုတ်ကျလာတာပဲကျွန်တော်ကြောင့်ပြီးရက်နေမိတယ်ရင်ထဲမှာလည်းဘာမှမသိတဲ့ဒေါသအမျက်တွေရုတ်တရက်ပို့အင်းထွက်လာတာဗျ$3,000တောင်ကွာတယ်ဆိုတာကြတော့ဒေါသနဲ့အတူတူရဲလိုက်မိတယ်ကျွန်တော်လည်းတကားပြင်ဘက်ကရက်ထားတဲ့ဒုတိယလက်ကုန်တင်ကားလေးကိုလက်ညှိုးထိုးပြလိုက်တာမင်းတို့မြင်တာကအဲ့ဒီ3စင်လေးပဲလေဒါပေမဲ့မင်းတို့တဲကဘယ်သူများမျိုးနယ်သွားတဲ့လမ်းကိုမြင်ဘူးလို့လဲဆန်လာကိုကနေပြီးတော့ပိုက်ဆံမကုန်ဘူးလို့များထင်နေတာလားဗျဈေးမှာအတင်ချလို့ဖို့အလုတ်သမားငားရတာတွေရောကုန်ကြစရိတ်မရှိဘူးလားလို့ကျွန်တော်လည်းကျူချန်သားကိုတိုးသွားရင်မျက်မှောင်ကျုံပြီးကြီးလိုက်မိတယ်ငှက်ပြောသီးတွေကနူးညံ့တယ်လေအခုလိုနွေရာသီပူလောင်လောင်မှာလမ်းတစ်လျှောက်လုံးကားထဲပိတ်မိနေတာဆိုတော့ရောက်တဲ့အခါပုတ်သွားတာခြေသွားတာတွေကြောပြအဲ့ဒါတွေကိုလောချန်ကပေးခဲ့တာမဟုတ်ဘူးဗျအဲ့ဒီပျက်စီးသွားတဲ့ငှက်ပြောသီးဘိုးတွေကိုကျွန်တော်ပဲကိုပိုက်ဆံနဲ့ထုတ်လျော်လိုက်ရတာပါညတန်းခေါင်ကျော်တဲ့အထိထိုင်ပြီးတွက်ကြည့်ခဲ့တာဒီငှက်ပြောသီးပေါင်တသိန်းအတွက်စီဖိုးတရားကုန်အတင်ချခဆုံးရှုံးမှုတွေအကုန်ပေါင်းလိုက်ရင်3စင်အမျက်နဲ့ကိုဘလို့မှမကိုက်ဘူးဗျကိုပိုက်ဆံတွေကတော့$300ကျော်အိတ်ဆိုင်လိုက်ရသေးတာအားလုံးရဲ့စူးစမ်းအားထုတ်မှုတွေလဲထဲမှာပုတ်ကုန်မှာဆိုလို့ကျွန်တော်အိတ်ဆိုင်ပြီးကူညီခဲ့တာပေါ့အခုကျတော့ခင်ဗျားတို့ကကျွန်တော်မျက်နှာကိုလက်ညှိုးထိုးပြီးတွေးစုပ်ကောင်လို့ခေါ်နေကြတာလားကျွန်တော်စကားတွေကတော်တော်လေးပြင်းထန်သွားပုံရတယ်ဗျအတန်အကျယ်ဆုံးအော်နေတဲ့ရွာသားတချို့တောင်အခုတော့ရှက်ရမ်းပြီးမျက်နှာလွဲသွားကြတယ်အဲ့ဒီအချိန်မှာပဲလူအုံနောက်ကနေမာနာကြီးတဲ့အတန်ထွက်ပေါ်လာတယ်ရွာသားတွေကချက်ချင်းလမ်းဖယ်ပေးလိုက်တော့အမျိုးသမီးငယ်တယောက်ရှောက်ထွက်လာခဲ့တာပေါ့သူမကတော့ခုနကမာနာကြီးတဲ့အတန်နဲ့ဝင်ပြောတဲ့သူပဲဖြစ်တယ်ဗျအဖြစ်မှန်ကိုလိန်ဖယ်လုပ်ပြီးတနာစရာပုံစံလုံးမနေနဲ့တော့စူးချန်သမီးစူးချောင်းဆိုတာတိုင်းမြို့တော်ကထိတ်တန်းတက္ကသိုလ်ကြီးကိုတက်ရောက်ခွင့်ရခဲ့တဲ့ဒီတဝိုက်မှာဆိုရင်တူးတဲသောရွှေမင်းသမီးလေးတယောက်ပဲဖြစ်နေတာပေါ့လင်းချန်ရဲ့နင်ကများအထက်တန်းတော့ပြီးခဲ့တယ်လို့ထင်ခဲ့တာကျမတက္ကသိုလ်မှာဆိုရင်ခိရှိပြေးတဲ့ဈေးကွက်ရှာဖွေရေးနဲ့အင်တာနက်စီးပွားရေးတွေကိုလေ့လာနေတာပါနင်ခုနကပြောသွားတဲ့ကားခါတို့အရှုံးလို့ဆိုတာတွေကလေခေတ်ပေါ်စီးပွားရေးအတွေ့အခေါ်တွေအရဆိုရင်အယောင်ဆောင်စင်းတွေတက်ပဲဖြစ်နေတာပါအယောင်ဆောင်စင်းတွေဟုတ်လားစူးချောင်းကရွာသားတွေဘက်ကိုလှည့်လိုက်ပြီးသူ့အတန်ကလည်းချက်ချင်းကိုတာယာချိုတာသွားတာပေါ့အဖိုးတို့အဖွားတို့ဦးလေးတို့အန်တီတို့ရေသူ့ကိုအလိမ်မခံကြပါနဲ့နော်ခေတ်တွေကပြောင်းသွားပြီလေအခုခေတ်မှာဆိုရင်အွန်လိုင်းဈေးကွက်တွေနဲ့အရင်မြစ်ကနေတိုက်ရိုက်ပို့တာတွေပဲခေတ်စားနေတာပါလင်းချန်လိုမတမာတဲ့ကြားခံပွဲစားကကျွန်တော်တို့ရဲ့ဈေးကွာဟချက်တွေကနေဘာလို့ပိုက်ဆံရှာနေရမှာလဲကျမမျိုးကြီးပြကြီးမှာအများကြီးမြင်ခဲ့ရပြီးပြီလေကျွန်တော်တို့အွန်လိုင်းအဆိုင်လေးတွေဖွင့်လိုက်တာနဲ့ပို့ဆောင်ခတွေကုန်ကြစရာမလိုတော့တလို့သူ့ကိုလည်းဘာမှတဲခိုင်းနေစရာမလိုဘူးလေပို့ဆောင်ရေးသမားတွေကကျွန်တော်တို့အိမ်တကားဝအထိတိုက်ရိုက်လာပို့ပေးကြမှာဖြစ်ပြီးတော့အဲ့ဒီ3ဘဲတွေကလည်းကျွန်တော်တို့ရဲ့ကိုပိုင်အိတ်ထဲကိုပဲဝင်တင်တာပေါ့လင်ချန်ကခင်ဗျားတို့အင်တာနက်အကြောင်းနားမလဲတာကိုအခွင့်ကောင်းယူပြီးအခြေခံထုတ်လုပ်သူတွေဖြစ်တဲ့ခင်ဗျားတို့ကိုအမျက်ထုတ်နေတာပါမှန်တယ်ကြောင်းပြောတာမှန်တယ်သူကတက္ကသိုလ်ကျောင်းသူပဲလေမကတော့မူဝါဒတွေရောမြို့ကြီးတွေမှာအလုပ်လုပ်ပုံတွေကိုပါနားလဲတယ်နော်လင်ချန်ဆိုတာကလည်းပြန်ရောင်းတဲ့သူတတ်ပါပဲပိုက်ဆံတွေပြန်အမ်းပေးလိုက်အဲ့ဒီ$3တူးညကိုပြန်ထုတ်ပေးလိုက်စမ်းအဲ့ဒါကကျွန်တော်တို့ရဲ့ချွေးနှဲစာတွေပါနော်ဒီနေ့ပိုက်ဆံမရှင်းဘူးဆိုရင်မင်းပစ္စည်းတွေကိုရော်ကြေးအနေနဲ့တင်သွားလိုက်မယ်နော်ပညာရှင်ဆန်တဲ့စကားလုံးအနေငယ်လောက်နဲ့တင်စူကြောက်ကရွာသားတွေရဲ့လောဘတွေနဲ့ဒေါသတွေကိုလုံးဝမီးထိုးပေးလိုက်တာပဲရင်းနှီးနေပေမဲ့ရုတ်တရက်ထူးဆန်းသွားတဲ့3ဘဲလောက်လေးနဲ့တင်လောဘကြောင့်ပုံပြက်နေတဲ့မျက်နှာတွေကိုကြည့်လိုက်ရတော့ကျွန်တော်ရင်ထဲမှာလုံးဝအေးခဲသွားခဲ့ရတာပေါ့အင်းတကယ်ကိုကြီးမားတဲ့သတင်းအချက်အလက်ကွာဟချက်ပဲနော်တကယ်ကိုထုတ်လုပ်သူစီကတားရယူတဲ့အစီအစဉ်ကြီးပဲနော်စူကြောက်ရဲ့နင်ကလည်းထဲမှာတခါမှအလုပ်လုပ်ဖူးတာမှမဟုတ်တာလက်ဆက်တဲ့တီးနှံတွေကိုတည်ယူပို့ဆောင်တဲ့ကိစ္စတွေကိုနင်ကဘာတိတာမဲ့လို့လဲ e-commerce ဆိုတာကပါဆက်လုပ်ရုံတက်ပဲလို့နင်ထင်နေတာလားကောင်းပြီနင်ချမ်းသာတာကိုငါမရပါဘူးဒါပေမဲ့အဲ့ဒီ$3တူးညကတော့ငါရဲ့တရားဝင်ကုန်ကြစရိတ်တွေပဲလေငါဘာမှခိုးထားတာမဟုတ်ပါဘူးပြီးတော့ငါတပြားတစ်ချက်မှပြန်မအပ်နိုင်ဘူးမအမ်းဘူးဟုတ်လားဒါဆိုဒီနေ့မင်းချန်တစ်ခုလုံးကိုရိုက်ချိုးပစ်လိုက်တော့မယ်စူကန်ကဟင်းဟောက်လိုက်တာနဲ့တမာတဲ့ရွာလူငယ်တချို့ကအိမ်ထဲကိုပြေးဝင်ဖို့လှုပ်လိုက်ကြတယ်လေရက်ကြအားလုံးရက်ကြဆန်းအဲ့ဒီအရေးကြီးဆုံးအချိန်မှာကျွန်တော်အဖေကမျက်နှာလေးကစက်ကူလိုဖြူဖက်ဖြူရော်နဲ့ထွက်လာခဲ့တာလေတက်လုံးလဲလှုပ်လာခဲ့တဲ့ရိုးသားတဲ့လယ်သမားကြီးပေါ့သူအကြောက်ဆုံးကလူတွေကိုစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မိမှာကိုပဲအရေးကြီးဆုံးကတော့ရွာထဲမှာကျွန်တော်တို့ဂုံတိတ်ခါကိုပဲဂယုစိုက်တာပေါ့အဖေဘာလို့အပြင်ထွက်လာတာလဲအပြင်မှာပူနေတာပြန်ဝင်သွားပါဦးကျွန်တော်လည်းအဖေကိုလန့်ထောက်ကူပေးဖို့မြန်ရှေ့ထိုးလိုက်တာပေါ့ဒါပေမဲ့အဖေကကျွန်တော်လက်ကိုပြင်းထန်ခါထုတ်ပစ်လိုက်တာပဲတာအဖေကိုအဖေလို့မခေါ်ပါနဲ့တော့ကွာဦးလင်းတကူလုံးတုံလီနေတာပဲပြီးတော့သူလှည့်လိုက်ပြီးယုံအားသားတွေအကုန်လုံးရှေ့မှာဒူးထောက်ပြီးမြေကြီးပေါ်ထိုင်ချလိုက်ပါတော့တယ်ညီအကိုတို့မဝန်တို့အားလုံးပဲခင်ဗျာကျွန်တော်သားကိုကောင်းမတုံတင်နိုင်ခဲ့ပါဘူးကျွန်တော်တို့လင်းမိသားစုကခင်ဗျားတို့ကိုမှားယွင်းစွာလုံးမိခဲ့တာပါဗျာအဖေဘာလုပ်နေတာလဲဗျာထပ်ပါတော့ကျွန်တော်တို့သူတို့ပိုက်ဆံမယူထားဘူးလေကျွန်တော်မျက်လုံးတွေလည်းချက်ချင်းညီရဲလာပြီးအဖေကိုအတင်းဆွဲထူနေမိတာပေါ့ဒါပေမဲ့အသက်ကြီးတဲ့လက်သမားတယောက်ကကောလာဟလတွေကိုဘလောက်တောင်ကြောက်တက်လဲဆိုတာကိုကျွန်တော်ရှော့တွက်မိတော့အားတာပေါ့အဖေကမြေကြီးကိုတင်းတွေကတ်ထားပြီးအယိုးကြီးတွေပေါ်နေတဲ့သူ့လက်တွေကကျွန်တော်လက်မောင်းတွေကိုပဲလမ်းဆွဲထားတာပေါ့ခြံသားဖေကသားကိုတောင်းပန်နေတယ်လို့ပဲသဘောထားလိုက်ပါကွာဦးလင်းမြေကြီးပေါ်ကနေမော့ကြည့်လိုက်တော့သူ့မျက်နှာမှာနှိမ်ချမှုတွေနဲ့တောင်းပန်တဲ့ပုံစံတွေအပြည့်ပါပဲပြန်ပေးလိုက်ပါပိုက်ဆံ
တွေကိုအကုန်လုံးကိုပြန်ပေးလိုက်ရအောင်ကျွန်တော်တို့တွေအကုန်လုံးကတရွာတဲ့သားတွေမျိုးဆက်ဆက်ဆက်အတူနေလာခဲ့တဲ့အိမ်နီးနားချင်းတွေပါပဲကွာနေတိုင်းလဲတွေ့နေရတာပဲဒါပေမဲ့ငါဘာမှမခိုးထားဘူးနော်အဲ့ဒါတွေကတင်မောပိုးစီပျက်စီးသွားတာတွေပြီးတော့ငါတို့ကိုပိုင်ငွေနဲ့ထုတ်ပေးထားရတာတွေပါငါကဘာလို့ခိုးရမှာလဲမင်းဘလောက်ကြာခေါင်းမနေဦးမလို့လဲမင်းဖေတနေ့တည်းသွားရင်ခေါင်းချပေးမဲ့သူမရှိပဲတေးစီချင်တာလားမင်းပြန်မပေးဘူးဆိုရင်ဒီကြောက်ကျိတ်ဆက်နဲ့ငါခေါင်းကိုဒီနေ့ရိုက်ခွဲပေးလိုက်တော့မယ်ငါပြန်ပေးလိုက်မယ်အဲ့ဒီလိုပြောပြီးတော့ဦးလေးလင်းကတကယ်ပဲဖြတ်ပြီးကြောက်ကျိတ်ဆက်ထဲကိုဝင်တိုက်ဖို့လုပ်တော့တာပဲသူမတိုက်ခင်လေးမှာပဲကျွန်တော်အဖေကိုဆွဲဖမ်းလိုက်တယ်အဲ့ဒီအချိန်လေးမှာကျွန်တော်မှရှိတဲ့အားအင်တွေအကုန်လုံးကုန်သွားတယ်လို့မျိုးခံစားလိုက်ရပါတယ်ရွာသားတွေရဲ့မတိနားမလည်မှုနဲ့လောဘထက်ပိုပြီးနာကျင်ရတာကတော့ကိုမိသားစုရဲ့တန်တရားပါပဲကျွန်တော်အဖေကိုဖြည်းဖြည်းချင်းနောက်ွယ်မှာကွယ်ပေးပြီးဘာမှထပ်မပြောတော့ဘူးဖုံးထုတ်ပြီးရွာလူကြီးကင်ပြထားတဲ့ငွေပေးချေမှုကုတ်ကိုစကန်ဖက်လိုက်တယ်ဒေါ်လာ3000လက်ခံရရှိကြောင်းဖုံးမှာပြလာတယ်ရွာသားတွေချက်ချင်းပဲတိတ်ဆိတ်သွားတယ်သူတို့မျက်နှာတစ်ခုချင်းစီမှာလောဘကြီးတဲ့အပြုံးတွေပေါ်လာကြပါတယ်တွေ့လားစောစောကလေးကဒီလိုလှုပ်လိုက်ရင်ပိုလွယ်တာပေါ့အခုမှလာလုံနေရတယ်လို့အခြေအနေကလူတိုင်းအတွက်မလမပဖြစ်သွားပြီးဟာဟာငါကြောက်လေးကတကယ်ကိုတော်လုံးနေတာပဲပညာတတ်ဆိုတာဒီလိုမျိုးလေးပြောတာပေါ့နော်ဒီဒေါ်လာ3000ကငါကိုပိုင်အိတ်ထဲကနေတန်းထွက်သွားတာပဲခွေးကျွေးလိုက်တဲ့ငါအမားလိုပဲသဘောထားလိုက်တော့မယ်ငါအတန်ကထူးဆန်းစွာတည်ငြိမ်နေပေမဲ့ကြောက်စရာဖိအားတစ်မျိုးတော့ပါနေတာပေါ့နော်မင်းကဘသူ့ကိုများခွေးလို့ခေါ်နေတာလဲကိုငါသေးအောင်ရိုက်ပစ်လိုက်မှာနော်ငါကသူ့ကိုလုံးဝလစ်လျူရှုပြီးတော့ခြံတကားပြင်ဘက်ကတောင်နှန်းတွေဘက်ကိုလက်ညှိုးထိုးပြလိုက်တယ်ဒီနေ့ကစပြီးစန်လီကောကနှစ်ပြောသီးတွေတစ်ပင်ပေါ်မှာတင်ပုတ်သွားပါစေရေမြောင်းထဲမှာရွှွန့်တွေဖြစ်သွားပါစေရွာသူရွာသားတွေလမ်းပေါ်မှာအစာငတ်ပြီးမူးလဲကျသွားကြပါစေငါလင်းချင်းဆိုတဲ့ကောင်ကဒီကိစ္စတွေလည်းနောက်တစ်ခါထပ်ပြီးဝင်ပါလာခဲ့ရင်တော့ငါအဖေရဲ့သားမဟုတ်တော့ဘူးမလိုက်ကြပါကောလိပ်ကျောင်းသူလေးစုကမင်းတို့ကိုအွန်လိုင်းရောင်းဝယ်နဲ့တိုက်ရိုက်ဖြန့်ဖြူးရေးဘက်ကိုဥဆောင်ခေါ်သွားချင်နေတာမဟုတ်ဘူးလားကောင်းပြီလေငါမျက်စိရှင်ထားပြီးစောင့်ကြည့်နေပါမယ်မင်းတို့အားလုံးကန်ကောင်းကြပါစေလို့ဆူတောင်းပေးလိုက်ပါတယ်ကွာဒါကိုပြောပြီးတာနဲ့အားအင်ချီနဲ့နေတဲ့ငါအဖေကိုထူပြီးတော့အိမ်ထဲကိုပြန်လှည့်ဝင်လာခဲ့လိုက်တယ်ဒုံခနဲ့လေးလံနဲ့တစ်သားတကားကြီးကဒုံခနဲ့ပိတ်ကျသွားတော့အတိတ်ကကောင်းချင်းတွေကိုအကုန်လုံးကြေမိုးသွားအောင်ဖျက်ဆီးပစ်လိုက်တာပါပဲအပြင်ဘက်မှာတော့ရွာသားတွေကသူတို့ရထားတဲ့ပိုက်ဆံတွေကိုကင်ပြီးစူကြောက်ကြောက်ကိုဝိုင်းရံရင်းပျော်ပျော်ရှင်ပြန်သွားကြတာပေါ့နော်3ရက်ဆက်တိုက်ရွာကော်မတီရုံးဝင်းထဲမှာပုံတန်တွေပျော်ပွဲရှင်ပွဲတွေနဲ့ပြီးနေပြီးတော့နှစ်တိကူပွဲထက်တောင်ပိုပြီးစီကားနေတာပေါ့သူတို့ကတော့သူတို့လက်နဲ့ခုလေးတင်ဖျက်ဆီးပစ်လိုက်တာဟာဒီရက်ဆက်တဲ့ဈေးကွက်ထဲမှာရွာရဲ့တစ်ခုတည်းသောထောက်ပေါက်ဖြစ်နေတယ်ဆိုတာကိုလုံးဝမသိကြဘူး